မြန်မာနိုင်ငံသားတွေလူများတိုင်းပြည်မှာနေထိုင်တဲ့မြန်မာနိုင်ငံသားတွေနော်ကျွန်တော်တို့တွေဆိုရင်ထိုင်းနိုင်ငံမှာနေတာနှစ်ပေါင်မနေတော့ဘူးဗျနှစ်ပေါင်25နှစ်26နှစ်အဲ့ဒါလောက်ရှိနေဒါပေမဲ့ကျွန်တော်တို့တွေကစပြီးတော့ထိုင်းနိုင်ငံကိုရောက်ကြတယ်ကိုစီကိုကန်တယ်ပေါ့နော်သူတို့ထိုင်းရဲ့ဥပဒေကိုလည်းလေးစားလိုက်နာတာလည်းပါတယ်နော်ကိုစီကိုကန်ကိုစီကိုကန်နဲ့နေတာလည်းပါတယ်ဗျနော်ဘာကြောင့်လဲဆိုတော့မလိုအပ်ပဲနဲ့လမ်းဘေးတွေထိုင်တာတို့စကားဝိုင်းဖွဲ့ပြောတာတို့နော်အရက်ထိုင်ဝိုင်းတောက်တာတို့ဘီယာဝိုင်းတောက်တာတို့နောက်ပြီးတော့ကိုယ်ခမ်းမှာကိုနေဘောက်တွေကြေးပွင့်တာတို့ကာရာအိုကေတွေဆိုနေတာတို့ဟုတ်လားဒါတွေကကိုယ်အိမ်ကိုရမှာမဟုတ်ဘူးယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုကိုစောက်ထိုးစုစည်းတင်ဆက်ထားတာပါလက်ကြည့်ကျွန်တော်တကယ်ပြောတာမြန်မာနိုင်ငံသားတွေရဲ့နော်အသိဉာဏ်နဲတဲ့အတွေးခေါ်တွေဟဲ့လားအမလေးဘောက်ကြီးဝယ်လာပြီလေဘေးခန်းတွေကိုသူတို့စိတ်မဝင်စားတော့ဘူးသိလားသူတို့အသံကောင်းလားမကောင်းလားမသိအော်ပြီးဆိုနေကြတာနောက်ပြီးအရက်တွေဘီယာတွေတောက်ပြီးဟေးဆိုလေသူတို့လောက်မိုက်တဲ့လူဘယ်သူမှမရှိကဘာဘယ်သူမှမရှိတော့မိုက်တာအရက်ကလေးများဝင်သွားလို့တော့သူတို့ကိုသူတို့တကယ်လူမိုက်ပြီဘီယာလေးများဝင်သွားလို့တော့သူတို့ကိုသူတို့တကယ်ကိုလူမိုက်တယ်အဲ့ဒါဒီမိုကရေစီကိုလိုချင်နေတဲ့မြန်မာနိုင်ငံသားတွေကိုနိုင်ငံသားတွေအကြောင်းကိုသိလို့ပြောပြရတာနော်မြင်နေရတယ်တွေ့နေရတယ်အမှန်တရားတွေနော်ဒါငကိုတွေကကိုကျွန်တော်ပြောလာတာတည်းရှိတယ်ဟောဒီ2021အရေးခင်းနောက်ပိုင်းမှာတော်လေးဟိုမှာကျွန်တော်တို့အများကြီးပြောခဲ့တယ်မင်းတို့ကောင်နေဟုတ်လားနိုင်ငံကိုပုံကန်တဲ့အလုပ်တွေနိုင်ငံကိုစော်ကားတဲ့အလုပ်တွေမလုပ်ဘူးမင်းတို့တနေ့ချိန်ကျရင်မြန်မာနိုင်ငံဟုတ်လားနိုင်ငံတော်အစိုးရအုံးပြီးတဲ့အချိန်ကျရင်မင်းတို့လာမယ်ဒါပေမဲ့ဘလို့ပုံစံနဲ့လာမလဲဆိုတာဘလို့ viewer နဲ့လာမယ်ဆိုတာကျွန်တော်တို့မသိဘူးဒါပေမဲ့လာတော့လာတယ်အခုတွေ့လားထိုင်းနိုင်ငံမှာမင်းတို့တော့အပြစ်တင်လို့မရဘူးသဘောပေါက်လားတော့အပြစ်တင်လို့မရဘူးထိုင်းနိုင်ငံသားတွေကိုဘာကြောင့်သူတို့အိမ်ရှင်သဘောပေါက်လားကျွန်တော်ခဏပြောတယ်နော်သူတို့လောက်ရက်မှန်သည်ဖြစ်စေမှားသည်ဖြစ်စေကျွန်တော်တို့ဝေဖန်လို့မရဘူးသွားပြီးတော့ဝေဖန်တိုက်ခိုင်းလို့မရဘူးတော့ပြောလို့မရဘူးသူ့တိုင်းပြည်ဟုတ်လားသူ့လူမျိုးအတွက်နော်တချို့အကြောင်းအရာတွေလည်းမှားကောင်းမှားသွားမယ်တချို့အကြောင်းအရာတွေလည်းမှန်ကောင်းမှန်မယ်ရှိတယ်မင်းတို့တွေကနော်မြန်မာနိုင်ငံကနေပြီးတော့လာကြတယ်မြန်မာနိုင်ငံအစိုးရကိုလည်းပုံကန်ချားနာတဲ့အလုပ်တွေလုပ်တယ်ဟုတ်လားလူများတိုင်းကြီးမှာနေပြီးတော့လူများတိုင်းကြီးရဲ့ဥပဒေကိုလေးစားလိုက်နာမှုမရှိဘူးလူများတိုင်းကြီးကနိုင်ငံသားတွေကိုဟုတ်လားမင်းတို့ပြန်ကြောက်နေရတဲ့အဖြစ်မျိုးတွေဒါအမှန်တရားတွေတော့ကျွန်တော်ပြောပြတာမယုံမရှိနဲ့မြန်မာနိုင်ငံသားတွေရဲ့ဇယိုက်တွေလက်ကြည့်ဘလို့နေထားတွေလဲဆိုတာကျိုးကောင်းသိတယ်ဟမ်ဒီကြားထဲမဲဆောင်းမှာဟိုမှာပလိတ်ကိုတနတ်နဲ့ပြစ်ပြေးတဲ့ကောင်တွေဒါကဖမ်းပိုးလိုက်တာဗောနော်ဖမ်းပိုးလိုက်တာဘယ်သူကဖမ်းပိုးလိုက်လဲဆိုတော့20ရက်နေ့ဇန်နဝါရီ20ရက်နေ့ကလည်းထိုင်းနိုင်ငံမဲဆောင်းမြို့မဲကုမှာတဲ့လက်နက်ရောင်းဝဲစကားပြောရင်းအသွင်ယူထားတဲ့ထိုင်းရဲကိုတဲ့ပြစ်ခတ်ပြီးထွက်ပြေးလွန်မြောက်သွားတဲ့တနတ်သမားကိုတမ6ကော်ရာစစ်ကြောင်းမူဘူဒါဘောမှာတဲ့ထိုင်းအာဏာပိုင်တွေကိုတဲ့ယနေ့မနက်မှာပဲတဲ့ဖမ်းဆီးအနှံတဲ့ဆိုတော့ကမင်းတို့ကော်ရာစစ်ကြောင်းဒီကောင်တွေကဗမာလူမျိုးတွေနော်ဗမာလူမျိုးတွေမင်းတို့မြန်မာနိုင်ငံကအစိုးရကိုပုံကန်ပြီးတော့ဟာလားတော်တွေကတိုင်းရင်းသားတွေကိုမင်းတို့ကပထွေးကိုအဖေတော်ခြင်းတဲ့ကောင်အခုအဲ့ဒီမင်းတို့ပထွေးကိုအဖေတော်ခြင်းတဲ့ကောင်တွေကလည်းဒီကောင်တွေကလည်းဟာလားမြန်မာနိုင်ငံနယ်စပ်တွေမှာဟာလားလက်နက်နဲ့
ကြီးစိုးပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကိုဒုက္ခဘေးဒုက္ခမျိုးစုံရောက်အောင်ဒီကောင်တွေလုပ်ပြီးတော့ဟုတ်လားထိုင်းနိုင်ငံဒါမှပုံနေခိုင်ကင်ထားပြီးတော့ထိုင်းနိုင်ငံထဲမှာဝင်အောင်တဲ့ကောင်တွေဆိုတော့ထိုင်းကဘာလုပ်ထိုင်းခိုင်းတာအကုန်လုပ်ပြရတယ်ထိုင်းနိုင်ငံထိုင်းဆိုရခိုင်းတာအကုန်လုပ်ပြရတဲ့ကောင်မင်းမြန်မာနိုင်ငံသားမင်းတို့ဟာလားမင်းတို့နဲ့လက်တွဲပြီးတိုက်ပွဲဝင်လာတဲ့အသက်ချင်းတက်ပြီးတိုက်ပွဲဝင်လာတဲ့ကြိုက်သလောက်ပြောအခုတွေ့ရနော်ဖမ်းဖို့လားအဲ့ဒါမြန်မာနိုင်ငံသားတွေအတွက်ဘလောက်ထိရင်လေးရလဲမင်းတို့ရဲ့လောက်ရက်တွေဘလောက်ထိမှန်ကန်ခဲ့သလဲဆိုတာအဲ့ဒါတွေကတတ်သိပဲကျွန်တော်ပြောနေတယ်နော်ခဏစီပြီကျွန်တော်တို့နားမတယ် PDF တွေအများကြီးနော် PDF တွေတပုံကြီးကျွန်တော်တို့နားပါတယ်PDF နဲ့ပြေးလာတဲ့ဟာတွေနော်ကျွန်တော်ခါပြောတယ်တကယ်တပုံကြီးကျွန်တော်နားပါတယ်သူတို့သိတယ်ဘောပေါက်လားနိုင်ငံလုံးကလူကြီးတွေအကုန်သိတယ်နော်ကျွန်တော်တို့ဗျာနှစ်ပေါင်းဟုတ်လား10စုနဲ့2စုကျော်3စုထဲကိုရောက်နေပြီကျွန်တော်တို့နေတာဘာအတံပလံမှမကြားရအောင်ကျွန်တော်တို့အေးကြောင်းပဲဟမ်အခုနောက်ပိုင်းဝင်လာတဲ့ကောင်တွေမင်းတို့ကောင်တွေမြန်မာနိုင်ငံသားတွေမဟုတ်ဘူးဘောပေါက်လားမင်းတို့မြန်မာနိုင်ငံသားလို့မခံယူနဲ့တော့ဟမ်ငါတို့မြန်မာနိုင်ငံသားတွေအဓိကဗုဒ္ဓယဉ်ကျေးမှုဥဒိတ်ထားတဲ့တော့ယဉ်ကျေးတယ်လိမ္မာတယ်တိမ်မွေးတယ်ကွာမင်းတို့အခုကြည့်ဟမ်ကျေးဇူးရှင်လည်းကျေးဇူးရှင်မှမသိမင်းတို့ငါထင်တာငါလုံနေကြတဲ့ကောင်ငါထင်တာငါလုံနေကြတာဘောပေါက်လားမင်းတို့နိုင်ငံရေးလည်းမဟုတ်ဘူးကဲမင်းတို့ကော်ဘရာစစ်ကြောင်းကောင်ဆိုတော့ကောင်အခုထိုင်းရဲတွေကိုပြတ်အပ်လိုက်တဲ့ကောင်တွေကြည့်ဟမ်မင်းတို့နိုင်ငံရေးဆိုပြီးတော့ဘာကြောင့်ထိုင်းနိုင်ငံကိုလာပြီးတော့ထိုင်းရဲကိုတနတ်နဲ့ပြစ်တာလဲပြောဘာကြောင့်လုပ်တာလဲအခုမင်းတို့တွေအမှုပေါင်းပေါင်းချောင်းတော့ဟိုတလောပဲဟုတ်လားဟိုမှာ delivery သမားနဲ့ပြဿနာတက်တယ်မြန်မာနိုင်ငံမှာပဲမင်းတို့ဟာလားကားတူဝီနဲ့သူတို့တိုင်းကြီးမှာထုတ်ထားတဲ့ဥပဒေတွေရှိတယ်မြန်မာနိုင်ငံမှာလိုက်နာရမယ်အလုပ်စည်းကမ်းတွေလုပ်ရမယ်အလုပ်တွေမလုပ်ရမယ်အလုပ်တွေမင်းတို့ကကိုယ်တိုင်းကြီးမှာလိုမျိုးပဲလူများတိုင်းကြီးမှာဥပဒေလက်လုံးကြားလုပ်ပြီးတော့ဟာလားပတ်စံကိုငွေကိုမင်းတို့ကဖြတ်လာနေစားတာမင်းတို့ဟာလားပတ်စံစီးတဲ့အကုန်လုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဟမ်မင်းတို့စဉ်းစားလေကွာကျွန်တော်တို့မှလည်းအုံတော်စီးတယ်လုံးမယ်ကြီးဆိုကျွန်တော်တို့လည်းလုံးလို့ရတယ်ဘောပေါက်လားအခုဒီနေရာကျွန်တော်အခုနေနေရကျွန်တော်ဈေးဆိုင်ထားဝင်မယ်ခဏလေးထောင်ထားပါမယ်ကျွန်တော်သိတယ်ဘောပေါက်လားသူတို့နိုင်ငံသားတွေသူတို့နိုင်ငံရဲ့ဥပဒေနော်ဥပဒေတွေရှိတယ်လုံးလို့ရတဲ့အနေထားလုံးလို့မရတဲ့အနေထားဒါတွေရှိသေးတယ်ဘောပေါက်လားထားပါဦးမင်းတို့ကွာသူတို့ဟာလားဟိုမင်းတို့တထေးနဲ့ပေါပြီးတော့လုံးကြတယ်ပေါ့ကိုနိုင်ငံမဟုတ်လေကွာမင်းကားပဲစီဝယ်စီလေပဲဝယ်စီကြိုက်တာဝယ်စီကိုတိုင်းကြီးမဟုတ်ဘူးကိုလူမျိုးမဟုတ်ဘူးဟုတ်လားလူများနိုင်ငံမှာလေမင်းတို့ပတ်စံစီတယ်ရေးဆိုပြီးတော့မင်းတို့လက်မထောင်လို့လေမင်းကြိုက်တာလုံးလို့မရဘူးသဘောပေါက်လားအခုမင်းတို့အဲ့လိုတွေဒူးစီရိုက်မှုဘောင်းဆုံးလုံးတဲ့ခါကြတော့ကျွန်တော်တို့အေးချမ်းကနေထိုင်တဲ့ဟုတ်လားဆွေပြောင်းလို့သမားကြီးတို့အများကြီးနစ်နာတယ်ကွာကျွန်တော်တို့အများကြီးနစ်နာတယ်သိလားအခုကျွန်တော်တို့နာပါစေတပုံကြီးဘာမှရှိတဲ့မြန်မာနိုင်ငံသားတွေဟမ်အလုံးမရှိတဲ့မြန်မာနိုင်ငံသားတွေတပုံကြီးဆိုင်ကဟုတ်လားလိုင်စင်မရှိဘူးဘလက်တွေဈေးပေါ်နဲ့ဝယ်ထားတဲ့ဘယ်တွေမှမဝယ်တာတပုံကြီးဘောပေါက်လားအခုထိုင်းဆိုရကတရားဝင်ဖမ်းပြီတရားဝင်ကိုဖမ်းနေတာစက်ရုံထဲကြီးဝင်တယ်ဟုတ်လားဆိုင်ကယ်တွေလိုက်စစ်တယ်လိုင်စင်မရှိရင်ဆိုင်ကယ်ကောက်သိမ်းသွားတယ်ဆိုင်ကယ်ရင်မောင်းလိုင်းစင်ပြောတော့မဟုတ်တော့ဆိုင်ကယ်လိုင်းစင်မရှိဘူးလားကောက်တင်သွားပြီအကုန်လုံး
say on Eddie will own it. But the Mabu Mimuno. Meno Dilo Piatanari Matabu Hizui, Taria Chilasia Jonesy. Meno Honale Pietana Sala, Dinale Pietana Sala. Huh? Pietana won't don't chow to Menu Pietanari Sajar. Ara the game, Yamanang and Mari. You like Buddha Lumio. A yet to be out doing through long Maya on the Brumamsio, through Kabama, through Maizo. Yamananga. Low generate democracy let throw up. Hala, a low geno. I'm Yamananga. Democracy is Sanyan Sanyon, Balas or a through Bambi. Nanga Yeva Surekoni. Minokoni, Toavili, Homas, Yamasitago, Mino, Totain, Ramam Hoda. Huh? Yamananga Malamino, Yamasitago, dying at a corner. How am I doing? Everybody. Huh? Mino Tola is Uragoni. Lani go, pay me, Gajiri cow me, Sajiri down me, Piamji swim and marine me. Huh? Damn you, even John Greedy. Meno sit on Yamadamo one day nero. Hala, Maniero, Lumiana, and Pila. Toby Ligua. Kuye and Mujini, Yadanga Yadoli. Meno Eddie and Mujimo Masolo. Dido Vela. Vela Vido. Eddie and Mujina, Lumia Danima Labi Tabido, Meno Juno Ya. Eh? Damn Meno, no, who Meno, Tima Julo like a Casaria. Meno, Torema, Lumio, Namabo, De Lamum Hova. Obola. Lumia Dangi. No? Lumia Nanga. Naru Yamananga Mobu. Narua. Pion Sui, you are Lavi Loga in South Down. The Mobola. General Nilara, Tainanga. Nepon Nasang and the such on the city. Mino Bartwalo. General Matilo Bigi. Mino Bartwalo. General Savio, Tainanga, Sala Rosoli. Tila, Yamananga Nari, Balodi. And Yema Nesa Kangialas or Tila. Lumidi, the Boni. Tila. Lumidi, the Yamananga Nari, the Boni. Generosui, Yanni, Nana in your China isoli. A Jim Doyero. Let this on it. Sangalin and Let Sana, Skivari, Tanjoni. Dilla. Now we are the only body who Juna Chigari. Sangamon is sweat Logari. Damuria. Kanakana Jona, Kanakana Jari, General. Dilla. General Swing, da. A pin case I'm seeing a low one if Yamami. Case I'm seeing. Go on, a camera need. But what's here, Jonesy? We don't want to hear Yolame. Bayamara, Yamana, money, Bayamara needed Lumia Dini Yola, Bayamara. No? Case I see no Tuara who are the General Yo. Pila. A case up, Memba Simbi. Pile dozu kene tulare. Me a sopo ngato. Nga biones ga minale. Huh? Chage kilage. Me no aneri kia go le di sau chu we. La bo bao la. Sopo. Ume o le let ma le di sau chu we me no sau chu me pin me me no pi jing o na pi ko ma. Me yo sau ji ni. Bo bao la. Meno lady, a 2 week or see y'all. So, oh no, see y'all. I will appear on it. No? Low general democracy. Low need a jaro. Bayamara. Meno send a little. Huh? Meno Gonia. General, a genoa, negate upon them you. Machong Budelo. Tila. Meno Machong Budebu. Mino Villa, Naru Balu, Naru Sat, Hang, Sayo, Balu need Amule. Eh? Balu Quanego. Hala, quote that view, Balonio, Balunia, Blesuasa.
အခုမင်းတို့ကောင်တွေရောက်လာတယ်အာကာတာဟုတ်လားမင်းတို့ဘာဆောက်လို့လဲမင်းတို့လမ်းမေးတွေအရက်ထိုင်တော့တာတွေဘီယာထိုင်တော့တာတွေမင်းတို့ပတ်စံတလုံးပေါ်နေလားသွားဆိုင်ကြီးတွေစီတယ်ဆိုင်ကြီးတွေမှာတက်တော့ဆိုင်နေအများကြီးတိုက်တော့လေမင်းတို့ဘယ်ဖွဲမှလာမလုပ်ရဘူးဘာကြောင့်လဲသူတို့နိုင်ငံမှာဖွင့်ရတဲ့ဆိုင်ကြီးမင်းတို့ကလောက်ကုန်တပလင်းတော့ဝယ်ပြီးလူလေး3-4ယောက်စုပြီးတော့ဟိုမြစ်ကမ်းပေးတွေချောင်းကမ်းပေးတွေချင်းကြိုက်ပြုတ်ကြိုက်ခံပြီးမင်းတို့ကအဲ့ဒီမှာအာဘောင်အာရင်းသမှန်နဲ့မင်းတို့တကယ်ကိုအရက်ပလင်းလေးတပလင်းရပြီးဆိုလူမိုက်တွေဖြစ်နေကြတာမင်းတို့စိတ်တွေကငါမသိဘူးထင်လားဟမ်ငါတို့မသိဘူးထင်လားမင်းတို့စိတ်တွေအန်တိုနေပြီးစောက်ထိုးလို့သဘောပေါက်လားကျွန်တော်ဆိုရင်အလုပ်သွားတယ်ပြန်လာတယ်အလုပ်မရှိဘူးနော်သွားစရာလည်းမရှိဘူးဟေးဆိုရင်ကိုယ့်ကိုအိမ်ထဲမှာပဲနေကိစ္စရှိတယ်သွားစရာရှိတယ်ဆိုရင်သွားလိုက်တယ်သွားပြီးပြန်လာကိုယ့်အိမ်ထဲမှာကိုဘာလို့လမ်းပေးနေဟုတ်လားဘာလုပ်စရာအကြောင်းရှိလဲကိုရီးယားဒီမှာလာတာဟုတ်လားအိုးဗာလဲအဲ့လိုမျိုးအလုပ်လွတ်တဲ့အချိန်ဟုတ်လားအလက်ရဆောက်သွားဖို့မဟုတ်ဘူးလူများတိုင်းကြီးမှာလာတယ်ဆိုတာကျွန်တော်တို့ကပတ်စံလိုချင်လို့ပတ်စံလက်စားကြတာမိသားစုစောင်းနေဖြည့်စင်းမှုဟမ်ပြအခုကပြီးမိုင်ပိတ်ရတော့ကြံပိတ်ရတော့အလေအပတ်ဖျားဟိုပါလေအလေအပတ်ဟိုမှာကန်းကြီးတို့သွားတာတို့ဖျားတွေဟိုအုပ်စုလိုက်တဲ့ဖျားခုသွားတာဒါတွေကိုကျွန်တော်မပြောလို့ပေါ့အလုံးပိတ်ရမို့လို့ဟုတ်လားအလုံးရက်စီပိတ်လို့အလေအပတ်သွားကြတာဒါမျိုးကိုကျွန်တော်မပြောဘူးဟုတ်လားအခုကနေတူကမင်းတို့အဲ့ဒါလို့လုံနေတဲ့ခါကြတော့ဟဲ့အောင်မယုံမရှိတဲ့ငါတို့မြန်မာနိုင်ငံကိုငါတို့တွေနေလို့လူများတိုင်းပြည်လူတွေငါတို့လိုမျိုးပဲအလုပ်လို့ဒီပုံစံမျိုးပဲနော်ရက်ွက်တွေမှာအဲ့လိုမျိုးအုပ်စုပွဲပြီးအရက်ထိုင်တော့နေမယ်စူညံပူညံလုံးနေမယ်ဟုတ်လားဘေးကိအိတ်တွေကိုဟုတ်လားအာမနာပဲနဲ့အဲ့လိုဘောက်ကြီးတွေအကျယ်ကြီးပွေးပြီးတချင်းတွေဆိုးနေမယ်ဘာညာဆိုရင်ငါတိုင်းပြည်ကငါလူမျိုးဆိုရင်တော့ငါခွင့်လို့မှာအဲ့လိုတိုင်းတစ်ပါးသားတွေလာပြီးတော့လက်လောက်ကင်စားကောင်းတဲ့လူတွေဆိုငါလည်းခွင့်မလို့ဘူးကွာဘောပေါက်လားကိုကြီးစားတရားဆိုတာအဲ့ဒါပြောတာမျိုးချစ်စိတ်ဆိုတာအဲ့ဒါတွေပြောတာဘောပေါက်လားအခုထိုင်တဲ့ငါထိုင်မျိုးသားရေးသမားတွေမှန်ပြီဖြစ်စီမှားပြီဖြစ်စီနော်သူတို့လာတဲ့အချိန်လည်းမင်းတို့ကြည့်အောင်ဘယ်အချိန်လဲဟမ်မင်းတို့လည်းတိုးတဲ့အချိန်တွေပါမင်းတို့ပြန်ကြည့်ဘယ်အချိန်နေလဲလို့ပြောရတာလေတကယ်ပဲမင်းတို့ကောင်းနေမြန်မာနိုင်ငံသားတွေမင်းတို့ကောင်းနေအတိစိတ်စီးအောင်လို့မင်းတို့ကောင်းနေရလေသိလားဒီမိုကရေစီလိုချင်တယ်ဒေါ်အောင်ဆန်းစုကြည်လွတ်ပေးပါဆိုပြီးတော့ဟုတ်လားမြန်မာနိုင်ငံမှာမင်းမဲစရိုက်ဘောင်းတော့မင်းတို့လှုပ်ပြီးတော့တပ်မတော်ကိုမင်းတို့ဟုတ်လားတပ်မတော်ကမင်းတို့ထိုးစစ်ဆင်လို့မင်းတို့ကြောက်လန့်ပြီးအသက်သေးမှာကြောက်ပြီးလူများတိုင်းပြေးလာကြတာဟမ်ပြေးလာကြပြီးတော့မှဒီတိုင်းကြီးရောက်တော့ဒီတိုင်းကြီးမှာလည်းကောင်းမနေဘူးမင်းတို့မင်းမဲစရိုက်စင်တာမင်းတို့လှုပ်သေးတယ်မင်းတို့စဉ်းစားလေကွာပထမရောက်လာရင်တော့ကုတ်ခံတယ်ရောတလားနလားဆိုအမလေးသူကသူရှာကြီးပြောသွားပြီထိုင်းစကားတက်လားမတက်လားမသိဘူးမြန်မာနိုင်ငံလာတဲ့ကောင်နော်ဒီမှာပဲကျွန်တော်မကြသေးဘူး3လလောက်ပဲစီအောင်မယ်ထင်တယ်သိလားကျွန်တော်ဟိုကနေအလုံးထွက်လာတယ်ကျွန်တော်မှစာအုပ်စာတမ်းအပြည့်စုံအားလုံးရှိတယ်ထိုင်းစကားလည်းကျွန်တော်ပြောနိုင်မိုးယုံကနေရောပွဲသားနဲ့တက်လာပြီးလူများသွင်းမေးလို့မိုးယုံမှာအလုံးလောက်ရတဲ့ကောင်ကကျွန်တော်အလုံးချပြီးတယ်အလုံးသက်စမှတ်ပြီးတယ်ပေါ့အဲကျွန်တော်မေးလိုက်တယ်ဘယ်ဓာတ်စီဆိုင်ဆိုတော့ဘယ်90ရဓာတ်စီဆိုင်ဟိုလာခဲ့တယ်တွေ့ပြောဟိုရင်ရောက်ရင်ပြောမယ်ဟိုရင်ဖြစ်မယ်တဲ့ပြီးလဲပြီးတော့အဲ့ဓာတ်စီဆိုင်လမ်းထဲမှာဘာပြောရလဲဆိုတော့ဟိုရင်နဲ့လာစားတဲ့တစ်လောက်14000ရတယ်တဲ့14000ရတယ်တဲ့မနေ့စည9တဲ့ဟိုလဲရောက်လဲရောစီးမတွေတော့ကျွန်တော်ပဲပြောရတယ်သူတို့ကထိုင်းလို့မရအဲ့ဒါဟိုလဲရောက်လဲရောကျွန်တော်မေးတဲ့ခါကျတော့အလုံးချိန်ဘယ်လိုလဲမေးတော့မနေ့စည9တဲ့ပတ်စံရောလို့ဟိုတင်လိုက်တော်လားလာကစားလားနေစားလားပေါ့နော်ပြောတော့နေစားတဲ့လာကစားမဟုတ်ဘူးအဲ့နေစားဘယ်လောက်ပြီလဲပေါ့နော်မေးတော့အစိုးရစီပဲ
ထိုင်းဆိုရစီကျွန်တော်ဒီမှာထိုင်းဆိုရစီဆိုဗျာ382ပတ်ပေါ့ဆိုတော့ကျွန်တော်စဉ်းစားလိုက်တယ်ကျွန်တော်ကလည်းအလုံးမရှိသေးဘူးဒီအခုလက်ရှိလုံးနေအလုံးမှာကျွန်တော်ကလည်းအလုံးတော့မဆောက်ရသေးဘူးအဲ့ဒီမှာဆိုတော့ကျွန်တော်ဂျားလေးဖြစ်တော့ကဲကျွန်တော်စဉ်းစားတယ်ငါအလုံးမရှိမဲ့လူနေပါစီကွာလို့သူ့ကိုကျွန်တော်ပြောတယ်တကယ်လို့အဲ့ဒီအလုံးရရင်ငါမဟုတ်ဘူး2000ပြီးမယ်ကျွန်တော်ပြောပြတာအဲ့ဒါကိုအကောင်လေးကဘာပြောလဲသိလားကျွန်တော်အကိုတဲ့ဒီလိုလုံးတဲ့ဒီညတော့ကျွန်တော်ဘီယာတိုင်းလိုက်တဲ့အကိုပါစက်ပေးတဲ့ခါကျရင်3000ပြီးတဲ့ကျွန်တော်ချက်ချင်းပဲမေးလီထိုင်းစကားမတတ်တဲ့ကောင်ကငါ့ကိုထိုင်းစကားလည်းတတ်တယ်စောင်းစားတယ်လည်းအပြည့်စုံရှိတဲ့ကောင်ကိုမင်းကလာပြီးဝနုကဝင်ရင်ပါတယ်ဆိုတော့အဲ့ကျွန်တော်ဖောင်စာရွက်တွေချက်ချင်းပဲစီရင်မစီမှာတပြတ်တောင်းတယ်ဒီကောင်ပွဲသားလို့ကျွန်တော်ဟိုအလုံးစမက3000တောင်းတယ်လို့အခုကျွန်တော်မလုပ်တော့ဘူးလို့ပေးတော့လို့ကျွန်တော်တရားထိုးချပလိုက်ချင်တာနောက်ကောင်လေးတော့ကောင်အားနာလို့အဲ့ဒါလို့လူပေါင်းသွားတာမြန်မာနိုင်ငံသားတွေအဲ့ဒီရဲကနေပြီးတော့လေဒီကောင်ဒီဘက်ကိုမလာရဲတော့တဲ့လားအဲ့ဒီသူနဲ့ပါလာတဲ့ကောင်လေးလည်းနောက်ရဲတွေမှာကျွန်တော်တွေ့လဲတွေ့ရောကောင်းကောင်းပြောပြလိုက်တာပြောလဲပြောလိုက်တယ်ကျိန်းလဲကျိန်းလိုက်တယ်ငါတနေ့အားဆောက်ထလိုက်ဘူးလို့တဲ့လားတခါတည်းမလာရဲတော့သူစိတ်တွေကကိုငချွတ်ထင်လားမသိသူတို့လိုငချွတ်ငပိန်းထင်လားမသိဟမ်ထိုင်းနိုင်ငံမှာကိုရီးယားထိုင်းကြီးဝါနေထိုင်းတောင်တွေလည်းကြားခဲ့ပွားပြီထိုင်းတောင်တွေထိုင်းတောင်ကြားတယ်ကြီးဆိုတာကခိုးဆိုလူနိုင်လို့မင်းမဲစရိုက်ဆန်လို့ထိုင်းတောင်ကြားတာမဟုတ်ဘူးကျွန်တော်တို့မဲနှစ်စီနေတဲ့လူတွေကဟိုအရင်ကဆိုကျွန်တော်တို့တွေကဗတ်တွေပါတွေဆိုတာလည်းမရှိဘူးဟုတ်လားခဏခဏအဲ့လိုပဲပလိတ်တွေဝင်ဖမ်းကျွန်တော်တို့တွေကဒါအထောက်ထားမရှိတဲ့အတွက်တန်တောင်းမှုနဲ့ထောင်ကြတာဒါရှင်းရှင်းလေးဘာပြင်းမှုမှစီလို့မဟုတ်ဘူးကျွန်တော်တို့မှာပြင်းမှုဆိုတာနေမြေကျူးကျော်တော့ဗောဗျာတန်တောင်းပေါ့နေမြေကျူးကျော်တာတန်တောင်းပေါ့အထောက်ထားမရှိဘူးဟိုတော့ဘာထောက်ထားမှမလုပ်ပြီးသေးဘူးအဲ့ဒီတော့နောက်ပိုင်းမှာအထောက်ထားတွေလုပ်ပြီးတယ်ပထမဆုံးဘတ်ဟိုကျွန်တော်တို့လုပ်တော့ဘတ်ဟိုအပြာရောင်ကနေနောက်ပိုင်းမှာပန်းရောင်ဖြစ်လာတာဟုတ်လားအဲ့ဒီတော့ကျွန်တော်တို့ထောင်ကြတာကျွန်တော်တို့အသက်ခက်ငယ်ငယ်ပေါ့ဒါကကျွန်တော်တို့ကခိုးလို့လူလို့ဟိုဘာလဲမကောင်းမှုဒူးစီရိုက်တွေလို့ထောင်ကြတာမဟုတ်ဘူးကျွန်တော်တို့ကဟုတ်လားလူများနိုင်ငံမှာလာပြီးလောက်ကင်စားတော့ရင်းနဲ့ဟုတ်လားအလုံးယုံတွေဒီဝင်ဖမ်းတယ်ဒါခဏခဏဝင်ဖမ်းတာအခုလည်းဖမ်းနေတယ်နော်အဲ့လိုမျိုးကြားတာ